Rainier Director ရဲ့ဒီပွဲစွမ်းဆောင်ရည်ကတော့တအားကိုကောင်းတော့အကြည့်ပါအားလုံးပဲမင်္ဂလာပါဗျမာရှယ်မီနီယာမြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ Rainier Director နဲ့ Bonike တို့ရဲ့ဆောနာကထိုးတက်သွားတဲ့ပွဲစဉ်မှာဆိုလို့ရှင်တော့ Rainier Director ကဒုတိယအချီမှာလူတိုက်ချက်နဲ့ပြိုင်ဘက်ကိုအလဲထိုးသွားတာဖြစ်ပါတယ်ပွဲစခြင်းကလေးကသူတို့နှစ်ယောက်ကကျွန်တော်တို့အားလုံးခံမှန်းထားတဲ့အတိုင်းပဲ Rainier Director ဘက်ကအတင်းဝင်လုံးနေပေါ့နော်ဝင်လုံးတဲ့နေရာမှာဆိုလို့ရှိရင်စခြင်းတော့ပြောရမယ်ဆိုရင် Rainier Director မတာဘူးဆက်ဆက်ချင်းဝင်လုံးတဲ့အနေအထားမှာဆိုလို့ရှိရင်ဘိုနီကဲကိုတော်ရုံတန်ရုံနဲ့ဘလို့မှဆွဲလှဲလို့ရတဲ့အနေအထားမရှိဘူးပြောရရင်ဗျာဒီပွဲတစ်ပွဲလုံးမှာ Rainier Director ကဘိုနီကဲကိုဆွဲလှဲနိုင်လို့နိုင်ခဲ့တာမျိုးမရှိဘူးဒါပေမဲ့ပထမအချိန်မှာ Rainier Director ကတော့တာသွားတယ်ဘာလို့လဲဆိုတော့ဘိုနီကဲက Rainier Director ကိုဆွဲလှဲဖို့ကြိုးစားလိုက်လို့သူကဒီတယောက်နဲ့တယောက်လုံးနေတဲ့အနေအထားကနေပြီးတော့ဘိုနီကဲကသူ့မှာအခွင့်အရေးရတဲ့အချိန်မှာ Rainier Director ကိုချုပ်ကွက်နဲ့ရယူမယ်လို့စဉ်းစားလာတော့မပြောတတ်ဘူး Rainier Director ကိုရုတ်တရက်သူဆွဲလှဲလိုက်တယ်ပေါ့နော်။နဗန်းကောင်းတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ Rainier Director ဘက်ကဘလို့ပဲဆွဲလဲမရဘူးဆိုပေမဲ့ Bonike ဆွဲလဲလိုက်တာဆိုရင်တစ်ချက်တည်းနဲ့ရသွားပါ။ဒါကတော့နဗန်းဆွမ်းရည်ပေါ့နော်။ဒါမဲ့ပြဿနာကသူရသွားတဲ့အချိန်မှာမြေပြင်ပေါ်မှာလုံးနေတဲ့အနေအထားတွေက Rainier Director အကြိုက်ပြောဟိုင်များဂျူးရက်စုကစားသမားတွေအကုန်လုံးကသူတို့ဘယ်လိုပြောမလဲနေနေတဲ့ position ပေါ့နော်။ကြောကကျမ်းမြေပေါ်မှာကြားနေတော့မှပြဿနာမရှိဘူး။ကောင်းကောင်းအလုပ်လုပ်နိုင်တယ်။ဆက်ဆက်ဆွဲလဲခြင်းဆိုလို့ရှိရင်ဒီလိုအနေထားအကျသွားတဲ့အချိန်မှာ Rainier Director အနေနဲ့နှိပ်ပြီးလို့ထင်ကောင်းထင်နိုင်တယ်။ဒါပေမဲ့ Rainier Director ကအတင်းကိုဒီသူထိုးချက်ကန်ချက်တွေမကန်အောင်အတင်းဆွဲထားတယ်။ဆွဲထားပြီးတော့ Bonike ကိုပြန်လှန်နေမှုစူးစမ်းတယ်ပေါ့နော်။ပြန်လှန်မှုစူးစမ်းနေရမှာဆိုရင်လက်ရှိပုံကိုကြည့်မယ်ဆိုရင်တော်တော်လေးကို Rainier Director ဘက်ကနေပြီးတော့ရုန်းကန်ပြီးတဲ့အချိန်မှာ side control ပုံစံမျိုးပြန်ရသွားပါ။အောက်ကျတော့ပွဲတစ်ဝက်လောက်မှာက Bonike ကတာနေပြီးတော့ပထမချီတစ်ဝက်လောက်မှာBonike ကအသာစီးရတယ်။ဒါပေမဲ့ Rainier Director ကမြေပြင်မှာဆိုရင်သူကပွဲအခြေအနေကိုအပြောင်းလဲလုပ်နိုင်တဲ့အတွက်ကြောင့်မလို့ Rainier Director နောက်တစ်ဝက်ကိုပြန်တာသွားပါ။ပြောမယ်ဆိုရင်ပထမအချိန်မှာတာတဲ့ကစားသမားကိုပြောပါဆိုလို့ရှိရင် Rainier Director လို့ပြောလို့ရ။ဘာဖြစ်လို့လဲဆိုတော့ပွဲကို aggressive ဖြစ်ထိုးတက်တဲ့အပိုင်း control လုပ်တဲ့အပိုင်းတွေမှာဆို Rainier Director ကပို့ပြီးတော့အချိန်ရခဲ့တာဖြစ်ပါ။ဒီအနေထားမှာကျွန်တော်စိတ်ထင်ကျွန်တော်ကတော့တွေးလိုက်တာဒီပွဲကအမှတ်လောက်ထိသွားမလားဆိုပြီးတော့တွေးလိုက်တာပေါ့နော်။ဒါပေမဲ့Rainier Director မှာကျွန်တော်တို့မထင်ထားတဲ့ game plan တစ်ခုရှိနေပါ။ game plan ကဘာလဲဆိုတော့ပထမတစ်ချီပူးကလေးကိုကကျွန်တော်တတိထားမိလိုက်တယ်ပေါ့နော်။သူ့အနေနဲ့ကလက်သီးအတူလေးတွေထိုးတယ်ပြီးလို့ရှိရင်ဒူးတိုက်ချက်လေးတွေတုံးတယ်။ကျုံသလိုတထောင်ရိုက်ချက်တွေလည်းတုံးတော့တွေ့ရ။ Rainier Director အနေနဲ့သူကဆွဲလဲမနိုင်ဘူးဆိုရင်တော့မှပဲတန်တကာတောက်မှာဒီလိုကတ်ပြီးတော့အတင်ပူးထိုးကတ်ထိုးလုပ်ဖို့ရည်ရွယ်ထားပုံမှာ။ဘာဖြစ်လို့လဲဆိုတော့ Bonike နဲ့အကွာဝေးတစ်ခုမှသူမနိုင်နိုင်ဘူး။ဒီအတွက်ကြောင့်မလို့သူ့ရဲ့ second game plan အနေနဲ့Bonike နဲ့ပူးပြီးတော့ Daddy Boxing ထိုးอ่ะ Daddy Boxing ဆိုတဲ့နေရာမှာညစ်ပြီးထိုးရလို့ဆိုလို့မဟုတ်ဘူး Boxing ပုံစံတိုင်းဒီတဲပြီးထိုးရတဲ့ဆိုင်အတင်းခေါင်းကိုပူးထားပြီးတော့မှဒီတရောင်ရိုက်ချက်ဒူးတိုက်ချက်ပြီးလို့ရှိရင်လက်သီးတွေအတကုံသုံးပြီး clinch အနေထားသွားတာclinch လုံးဝဆန်ဆန်ကြီးလည်းမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီဥကောင်းကိုဆွဲပြီးလောက်တာမျိုးမဟုတ်ဘူးလက်ရှိဒီပုံစံမှာဆိုရင် Rainier Director ကလုံးဝခေါင်းကြီးထိုးပြီးတော့ဒီကျွန်တော်တို့ body ကိုလည်းတောက်လျှောက်ထိုးတယ်ဒူးလည်းတိုက်တယ်ဒီလိုမျိုးပုံစံမျိုးနဲ့ pressure ပေးရကျွန်တော်ကစစချင်း pressure ပေးပြီးလို့ရှိရင် Rainier Director ဘက်ကဆွဲလင်းမယ်လို့ထင်နေဆိုပေမဲ့ pressure ပေးနေတော့တန်းလန်းမှာတင် Bonike ရဲ့မျက်နှာကတော်တော်အခြေအနေဆိုးလာမျက်နှာကိုထိလို့မဟုတ်ဘူးဒါပေမဲ့သူ့ body ကိုထိရမခံနိုင်ဘူးဆိုတာအရင်သိတာလားသူ့ body ကလုံးဝ freeze ဖြစ်ပြီးတော့လုံးဝတောင်းကြီးဖြစ်သွားတယ်ပေါ့နော်ပြောမယ်ဆိုဒီနေထားပုံကိုကြည့်လိုက်မယ်ဆိုရင် Bonike ဘက်ကဘာမှမတုံ့ပြန်နိုင်တော့ဘူး body ကိုထိရချိန်မှာအဲ့လိုမျိုးဖြစ်လေဖြစ်တာရှိ body ကိုတောက်လျှောက်ထိရဆိုလို့ရှိရင်Bonike ဘက်ကနေပြီးတော့ဘာမှမတုံ့ပြန်နိုင်တော့ပဲဒီတိုင်းကြီးရှောင်ပြေးတဲ့အနေအထားထိရောက်သွားတယ်ပေါ့နော်အဲ့ဒီအနေအထားမှာ Rainier Director စီကနေပြီးတော့ Bonike ကအပြေးပြီးတော့ပြန်ထိုးဖို့အရွယ်မှာ Rainier Director ကပြေးပြီးတော့ဒူးတိုက်လိုက်တာတခါတည်းပွဲသိမ်းသွားတာဖြစ်ပါပြောရရင် Rainier Director ရဲ့ first game plan ကအလုပ်ဖြစ်လာဆိုတော့အလုပ်ဖြစ်ခံဒီအနေအထားထိဖြစ်ခဲ့တယ်ဒါပေမဲ့မြေပြင်ပေါ်မှာတော့တယောက်နဲ့တယောက်အရန်ကြီးလွယ်ကူလှုပ်လို့ရတဲ့အနေအထားတော့မဟုတ်ဘူးဒါပေမဲ့မြေပြင်ပေါ်မှာလည်းအကြာကြီးဆွဲလဲလို့မရပါဘူး Bonike အနေနဲ့ Rainier Director ကိုမြေပြင်မှာအကြာကြီးထားရမယ်ဆိုရင်သူ့အနေဘက်ပဲပြန်ပြီးတော့ရောက်လာမှာဒီအနေထားတွေကနေပြီးတော့ဒုတိယအခြေရောက်မှာ Rainier Director ရဲ့ဒုတိယ game plan ဖြစ်တဲ့ striking ရှင်ထိုးတဲ့နီကိုမသုံးဘဲနဲ့ဒီ clinch အနေထားကနေပြီးတော့ပူထိုးကတ်ထိုးပြီးရင်အခွင့်အရေးရလို့ရှိရင်ဂျူဒိုပုံစံမျိုးဆွဲလဲဖို့ကြိုးစားတဲ့ game plan ကအလုပ်ဖြစ်သွားပြီးတော့ Rainier Director အနေနဲ့ Bonike ကိုဒီလောက်ထိလုပ်ပြနိုင်မယ်လို့ဘယ်သူမှမထင်ထားပါဘူးပြီးတော့ Rainier Director ကပြန် knock down ထိုးမယ်လို့လဲဘယ်သူမှတွေးတောင်တွေးဘူးမှာမဟုတ်ကျွန်တော်ကလည်းမတွေးဘူးဒါပေမဲ့ Rainier Director ရဲ့ striking စွမ်းရည်ကတကယ်ကိုတိုးတက်လာတယ်
အကွာဝေးတစ်ခုမှတိုးတက်တာမျိုးမဟုတ်ပေမဲ့ဒီလိုမျိုးပူးထိုးကတ်ထိုးလုံမယ်အတင်းကြီးဝင်ပူးထားမယ်ဆိုရင်ပြိုင်ဘက်တွေကလုံဝကန်ရတော်တော်ခက်နိုင်တဲ့အနေအထားမျိုးမှာကြုံနိုင်တယ်လို့တော့မြင်ပါတယ်ဒီပွဲမှာ Rainier Director ရဲ့ပွဲပြီးမှာပွဲရဲ့ commentator တွေက Netherlands နိုင်ငံအနေနဲ့တကယ် top contender တယောက်ကိုထပ်ပြီးတော့ရထားပြီဆိုပြီးတော့ပြောသွားတယ်နောက်ပွဲတွေကြရင် Rainier Director ကိုအနည်းဆုံး top 5ဒါမှမဟုတ် top 10နဲ့ကစားသမားနဲ့တည့်ပေးပါလေဒီနေ့ performance ကတော့အရန်ကိုကောင်းလို့အားကြီးတယ်ဘလိုပဲနေနေအရင်တော့အောင်လားနဲ့ပြိုင်ဘက်ဖြစ်ခဲ့ရဆိုပေမဲ့လက်ရှိချိန်မှာ Rainier Director ကနောက်ထပ်တစ် level ကိုလုံးဝရောက်နေပါဘိုနီကယ်ကို MMA ဆိုတာနှစ်ပန်းနဲ့မတူဒီလိုမျိုးကစားရတယ်ဆိုတာမျိုးထီကိုလုံးပြသွားနိုင်တဲ့အရေးချင်းမျိုးပါကျွန်တော်ကိုယ်တိုင်နဲ့ပွဲကြုံသုံးသက်ချက်မှာတော့ဒီနှစ်ပန်း position တွေမှာဘိုနီကယ်ကတာတဲ့အတွက်ကြောင့်မလို့တောင်းတန်ရောဆွဲလဲနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်ဒီအတွက်ကြောင့်မလို့ပဲကျွန်တော်ကဘိုနီကယ်နိုင်မယ်လို့ထင်ခဲ့ဒါပေမဲ့ Rainier Director ရဲ့ဒီ Jiu-Jitsu ပိုင်းဆိုင်ရာပြင်ဆင်မှုကလည်းကောင်းလို့နေဆွဲလဲလို့မရဘူးဆိုပေမဲ့သူ့စီမှာပါလာတဲ့ second game plan ကလည်းတော်တော်ကြီးကိုကောင်းကောင်းမွန်မွန်အလုပ်ဖြစ်သွားတာဖြစ်ပါဘယ်လိုပဲနေနေ Rainier Director ကတော့ UFC မှာ top contender စရင်တော့ဝင်သွားပြီတိတ်မကြခင်နောက်နှစ်ပွဲသုံးပွဲသာဆက်နိုင်နေဆိုရင် champion လူခွင့်မှာရပါတယ်ပြီးတော့ကျွန်တော်ကြည့်နေတဲ့သတိထားမိတာက Rainier Director ရဲ့နှစ်ပန်းစွမ်းရည်က middleweight တန်းက fighter တော်တော်များများကိုဒုက္ခပေးနိုင်တဲ့အနေအထားထိရောက်လာပြီပြီးတော့သူ့နှစ်ပန်းနဲ့သူ့ရဲ့ဒီ daddy ပေါင်းစဉ်ပုံစံမျိုး striking ကိုရှင်ပြီးတော့သုံးသွားတာကတော်တော်လေးကိုလှကျွန်တော်အဲ့တစ်ချက်တော့တကယ်ကိုကြီးကျူးရမယ်သူ့ရဲ့ style နဲ့အရန်ကြိုက်တယ်ဒီလိုမျိုးပူးထိုးနေတဲ့အချိန်မှာသူလည်းအထိမနာဘူးပြီးတော့သူကဒူတိုက်ချက်တွေပါတိုက်သွင်းမယ်အမှတ်ရလည်းအရင်မခွာဘူးဒါပေမဲ့အဲ့လိုမျိုးပူးနေတဲ့အချိန်မှာသူဆွဲနေလို့ရလို့ဆွဲလဲလိုက်တယ်ဆိုလို့ရှိရင်ဘိုးနေကတာမဟုတ်ခဲ့ဘူးတခြားကစားသမားဆိုရင်မြေပြင်ပေါ်မှာတစ်ချိန်လုံးအချိန်ကုန်ပြီးတော့သူနိုင်သွားပါအခုပွဲကတော့ဘိုးနေကအတွက်တော်တော်လေးကိုလိုအပ်တဲ့ပွဲလို့တော့မြင်တယ်သူ့အနေနဲ့တော်တော်လေးကိုရုပ်ပြဆင်းပြရှုံးသွားတဲ့အနေထားအဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတာက Rainier Director အနေနဲ့ UFC မှာတတိယပွဲကိုလည်းပွဲသိမ်းနိုင်ပွဲနဲ့အတူရယူခဲ့နိုင်ခဲ့ပြီဖြစ်ကြောင်းအဓိကပြပြပေးသွားတာဖြစ်ပါအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်မာကောင်ကဘလိုမျိုးလဲဒီလိုမျိုးဆိုင်ငယ်နောက်ကဆွဲပြထားပြီးတဲရဲ့ရှိုးရှုပ်သားခိုင်ခန့်မှုတွေတိုက်ပေါ်ကပြစ်ရှာပြီးတဲရဲ့မာကြောချစ်လက်မှုတွေတန်တုံနဲ့အထက်ထက်အခါကရိုက်ပြပြီးတဲရဲ့ချစ်လက်မှုတွေကတဲရဲ့မာကောင်တွေပါပဲစိတ်ကြိုက်ထို့စိတ်ကြိုက်ကံအမြဲမာကြောချစ်လက်တဲ့တဲရဲ့အရေးသွေးကတော့ fighter တွေအတွက်လက်ဖြားခါဆရာလောက်ပါပဲဒီလိုမျိုးတဲရဲ့မာကောင်ပိုင်းကြမ်းခံမှုတွေquality ပိုင်းတရားခိုင်လုံးအာမခံမှုတွေအပြည့်ရှိတဲ့တဲအိမ်မျိုးပန်းဆန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်တွေမှာဆက်သွယ်မှောက်လို့ရပါပြီခင်ဗျာ